ဒီကနေ့တငယ်ချင်းကကျမစီကိုအလဲလာတုံးလေဒီဇိုင်းလေးကိုသွားစားဖြစ်ပါတယ်မှာထားတော့တငယ်ချင်းတွေရောက်အာလူဖုတ်ကြပါတယ်ဝက်ဆက်လက်ရဲ့ငါးဆက်လက်ရဲ့မှာပါတယ်အင်တူချက်ကြော်တော့နှစ်ယောက်စလုံးမစားဘူးလေလို့စမ်းစားကြည့်ဖို့မှာတယ်ပေါ့နော်မှန်တိုင်းရွရရင်လက်အိတ်နဲ့စားရတာလုံးဝအားမရပါဘူးချိန်လည်းမချိုက်ပါဘူးရုပ်သီးတွေပါနေတော့လေလက်အိတ်နဲ့စားတော့လက်မပူတော့ပေါ့နော်တငယ်ချင်းတွေရောက်မတရားဆဖီအမှန်တကယ်သူကကျမသူတက်လာလေတာအလည်းအိမ်မှာပဲစကားပြောနေကြပါတော့စကားပြောနေမှတတိယသွားတာဟိုတနေရာမတ်တစ်နီကျော်ညာဟာတဲ့ဆိုင်လေးကိုတတိယသွားတာအဲ့နဲ့သက်စားပြကြတာပေါ့နော်ကျမကလေစားကြည့်တော့အင်ဒိုချက်ကြော်တာအိမ်မကြိုက်တော့မကြိုက်ဘူးသူကဒီဇိုင်းရဲ့အရာတော့မကြိုက်တာမဟုတ်ဘူးเนาะငရုတ်တီးအရမ်းများလို့ငရုတ်တီးမစားနိုင်လို့မကြိုက်တာပါငရုတ်တီးတွေမပါဘဲနဲ့ဒီချက်သားကြော်ကြီးဆိုရင်ရမ်းကောင်းမှာချက်သားကြော်လေးကတော့လုံးဝအရာတော့ကောင်းလိုက်တာပြောနေတယ်အင်ဒိုချက်ကြော်ငရုတ်တီးဖယ်စားပြီးတယ်ကျမပါအိတ်ဆွစားတာမှန်သွားတာပါတယ်ငရုတ်တီးအရမ်းပူတယ်အားလုံးပေါင်းမှကြီးတန်မှုတစ်ခုနဲ့3500ပဲကုန်ခဲ့ပါတယ်ဒီဇိုင်းလေးကလေကျမဆိုင်နဲ့ဝေးရွေးသီးလားဘယ်လောက်ဝေးလဲဆိုရင်အမဒီဇိုင်းကနေတန်းချင်းကျမဆိုင်ကိုမြင်နေရတယ်အဲ့လောက်နီးတာကိုလေဒီဇိုင်းကျမနာမှာရှိမှကျမမသိဘူးမတစ်ဖနီကြော်ညာမှသိရပါတော့ဒီတော့အနာတငယ်ချင်းနဲ့လာတဲ့အချိန်မှာသက်ဆက်ပြအောင်ဆိုပြီးတော့ညသားတူသက်ဆက်ဖြစ်ပါတယ်လမ်းလျှောက်ပြီးတော့လာပါတယ်တငယ်ချင်းညအိုးကြီးဆိုတော့ဆိုင်ကိုလာဆိုင်နဲ့လမ်းကြုံရင်ကျမဆိုင်ကိုဈေးဝင်ပြီးတော့ဝယ်ကြပါအောင်နော်ဆိုင်နာမည်လေးကတော့ Port Harbour လို့ခေါ်ပါတယ်ကျေးဇူးပါ